လွယ်မထင်းတဲ့အလုပ်တွေကလှုပ်ရခက်ဘဝကငါတို့ခံလို့ပဲအမြဲတမ်းရှုပ်ပေါ်လျက်ရီမှန်ထားတာတော့အောင်မြင်မှုယူမယ်မသိခင်ရဒီလိုနဲ့တရားပြီးတရားနေထွက်ပြီးနေဝင်သွားမင်းတို့ရော့တီးလိုက်ကြလားအချိန်ပဲလို့ကုန်သွားလဲမင်းမရရပါတစ်ခုမှမလုပ်လိုက်ရတဲ့ဘဝတဲ့ကြိုးစားမှုအကောင်လုပ်ရင်ဖန်တီးမှုကအားနဲ့ဖန်တီးမှုအကောင်နဲ့ပြေးတက်ကြရင်တကားပဲလူတွေတိုင်းလိုချင်တာပဲပတ်စံဆိုတာကအသက်ကြီးလာတာနဲ့အမြထောက်ပံ့မှုလိုလာကြမိဘတွေနဲ့တရားပြီးတရက်အိုလာချသူတို့ကိုတိုက်နဲ့ကားနဲ့ထားနိုင်ဖို့ rap ဆိုမှလားအာသာတစ်ခုလိုပါပဲပျော်ရွှင်မှုကတိတ်မကြောက်တကယ်ချင်းတွေရဲ့စီလုံးမှုနဲ့ထားခဲ့လိုက်ပြီးတိတ်မှာတကွဲတပြားစီကွဲအားလုံးကိုတနန်းကိုတိတ်ရှာကြတော့လူပညာဆိုတာကလုံနေရလဲစိတ်မပါဒီအတွေ့အကြုံတွေလူငယ်တိုင်းရင်ဆိုင်မှုတာပဲရှေ့ကြည့်တကအလုပ်ပေါ်မှာအာရုံစိုက်ဖို့ပဲလူတိုင်းအောက်ခြေကစာပြီးတက်လာခဲ့ရှေ့ကြည့်တကအလုပ်ပေါ်မှာအာရုံစိုက်ဖို့ပဲဆိုင်နဲ့အသစ်ဆိုပြီးပြိတ်တဲ့ကြိုက်လို့လေရှေ့ကြည့်တကအလုပ်ပေါ်မှာအာရုံစိုက်ဖို့ပဲနင်းစီးစီးလိုက်ဝဲမင်းကြိုက်တော့ရိုက်လို့ဆွဲရှေ့ကြည့်တကအလုပ်ပေါ်မှာအာရုံစိုက်ဖို့ပဲငယ်ချင်းတချို့ကမေးတယ်မင်း hip hop လုပ်တဲ့ဆိုအခုဒီ Air Force One နဲ့အစုံနဲ့တို့ငါတတ်မှတ်တဲ့ငါတန်ဖို့မင်းတို့နဲ့တော့သိမဆိုင်မနဲ့ဖက်မှာမာနာထားတဲ့ညပဲကြရင်အိတ်နိုင်ရွယ်သူတချို့မိဘတွေရဲ့စီးပွားရေးဝင်လို့သူတို့ကိုကြည့်ပြီးအားကြတူယူချင်တော့လှုပ်ပြီးကြီးစားထားအားတဲ့ရက်မှာရှောက်တယ်တရားကိုတရားစင်ငါလိုကောင်းကကြီးစားထားတိုင်းအောက်တွဲတော့တွဲတာပဲငါနဲ့ရှူမလားဆိုမယူတော့ဘူးချစ်တော့ချစ်တာပဲငယ်စဉ်ဘွားနဲ့တူတော့ဘူးတသက်စာရွေးချယ်မှုတခုတော့တတ်မှတ်ရမှာပဲအဆက်ဖြတ်ဖို့စိတ်တရင်တော့ဆက်ဖြတ်သွားမှာပဲမင်းလည်းမလွမ်းမှာနဲ့စိတ်ချလိုက်ငါလည်းမလွမ်းမှာဘူးစိတ်ကြမ်းမှာဖို့အဓိကကိုယ်တိုင်ချမ်းသာမှုအောင်မြင်ချိန်မှာရတဲ့တော့တဲပြီးဝမ်းစာယူဒါပြီးရင်တော့ဘဝလမ်းရင်လုံးမချမ်းပါဘူးဒီအတွေ့အကြုံတွေလူငယ်တိုင်းရင်ဆိုင်မှုတာပဲရှေ့ကြည့်တကအလုပ်ပေါ်မှာအာရုံစိုက်ဖို့ပဲလူတိုင်းအောက်ခြေကစာပြီးတက်လာခဲ့ရှေ့ကြည့်တကအလုပ်ပေါ်မှာအာရုံစိုက်ဖို့ပဲယူမဆိုင်နဲ့အသစ်ဆိုပြီးပြိတ်တဲ့ကြိုက်လို့လေရှေ့ကြည့်တကအလုပ်ပေါ်မှာအာရုံစိုက်ဖို့ပဲနင်းစီးလိုက်ဝဲမင်းကြိုက်တော့ရိုက်လို့ဆွဲရှေ့ကြည့်တကအလုပ်ပေါ်မှာအာရုံစိုက်ဖို့ပဲ